တို့နှစ်ယောက်ကိုတူတူမြင်ရတာကမြမြကိုစိတ်မသက်မသာဖြစ်စေပါတယ်။ကိုင်းဟာစရီနာအပေါ်ဂရုစိုက်နေလုံးပဲလို့သူမခံစားလိုက်ရပါတယ်။သူတို့ဘာလို့လမ်းခွဲခဲ့လဲဆိုတာသူမမသိပေမဲ့သူမကိုသူမယုံကြည်မှုတွေပိုပြီးလျော့နေလာပါတယ်။လှပတဲ့စရီနာနဲ့ရှင်ရင်သူမဟာတိမ်ငယ်စရာကောင်းတယ်လို့မြမြတွေးမိနေပါတယ်။တနေ့နေ့လယ်မှာတော့စရီနာအာယူမီတို့နဲ့စကားပြောရင်းမြမြဟာကိုင်းနဲ့စရီနာတို့ရဲ့အတိတ်အကြောင်းကိုသိခွင့်ရခဲ့ပါတယ်။အလယ်တန်းတုန်းကစရီနာဟာသူမရဲ့တငယ်ချင်းတွေစီကနေမြမြထက်တောင်ပိုဆိုးတဲ့အနိုင်ကျင့်မှုတွေကိုခံခဲ့ရတာပါ။အဲ့ဒီလိုခက်ခဲတဲ့အချိန်တွေမှာကိုင်းကသူမဘက်ကရက်တီပေးပြီးအနိုင်ကျင့်မှုတွေကိုတားဆီးပေးခဲ့ပါတယ်။ကိုင်းရဲ့ကူညီမှုကြောင့်စရီနာဟာသူ့ပေါ်တန်ရောစင်တွေ့ခဲ့ပေမဲ့နောက်ပိုင်းမှာတော့သူမဟာကိုင်းကိုပဲအမြဲတမ်းမိခိုနေလို့မဖြစ်ဘူးဆိုတာသဘောပေါက်လာပါတယ်။အဲ့ဒီအတိတ်ကပဲသူတို့နှစ်တယောက်လမ်းခွဲဖို့ဖြစ်လာခဲ့တာပါစရီနာကမြမြကိုသူတို့ကြားမှာအထူးတလဲပတ်သက်မှုမရှိတော့ဘူးလို့အာမခံခဲ့ပါတယ်ဒါပေမဲ့မြမြကတော့စရီနာမှာကိုင်းပေါ်ခန်းစားချက်တွေကျန်နေသေးတယ်လို့တန်တရားရှိနေသေးပါတန်တရားတွေကြောင့်စိတ်ရှုပ်ထွေးနေတဲ့မြမြဟာဘာအကြောင်းပြချက်မှမပေးဘဲကိုင်းကိုရှောင်ဖယ်လာပါတယ်ကိုင်းကမြမြရဲ့ရုပ်တရက်အပြောင်းလဲကိုသတိထားမိသွားပြီးသူမကိုလက်မလွတ်ပဲဆက်သွယ်ဖို့ကြိုးစားခဲ့ပါတယ်ဝဲတော်တစ်ခုမှာကိုင်းကမြမြကိုရင်ဆိုင်လိုက်တဲ့အခါမှာသူတို့ကြားကအိတ်စိတ်မှုဟာကျိုးပြတ်သွားပါတယ်မြမြဟာကြောက်တုံးတုံးလိုပဲခန်းစားချက်နဲ့ဟန်ဆက်လုပ်နေပေမဲ့ကိုင်းကအရှုံးမပေးခဲ့ပါဘူးသူကမြမြရဲ့လက်ကလေးတွေကိုအသာရဆုပ်ကင်ပြီးသူမရဲ့မျက်လုံးတွေကိုစိုက်ကြည့်ကမာကျော်တဲ့အပြင်ပန်းလွာအောက်မှာမင်းဟာတန်ဖိုးရှိတဲ့ကြောက်မြရတနာလေးလိုတောက်ပနေတယ်လို့ပြောလိုက်ပါတယ်ကိုင်းရဲ့စကလုံးတွေကြောင့်မြမြမျက်ရည်ကျခဲ့ရပြီးကိုင်းကသူမကိုထပ်မံနှိပ်ပေးခဲ့ပါတယ်အဲ့ဒီအချိန်မှာမြမြရဲ့နှလုံးသားထဲမှာအချစ်မီးရှန်လေးတောက်လောင်လာပါတယ်အဲဒီနောက်မှာတော့မြမြဟာကိုင်းကိုအသေးအတန်ချစ်မိနေပြီဆိုတာသိလိုက်ရပါတယ်။ရန်နေငယ်အကြာမှာမြမြဟာကိုင်းရဲ့ဖုံးကွယ်ထားတဲ့ဘဝအကြောင်းကိုသိလိုက်ရပါတယ်။ကိုင်းဟာတယောက်တည်းနေထိုင်ရသူဖြစ်လို့သူ့ဘဝသူရုန်းကန်ဖို့ညပိုင်းမှာဘာတစ်ခုမှအချိန်ပိုင်းအလုပ်လုပ်နေရတာပါ။ကျောင်းစာနဲ့အလုပ်တန်တွေကြောင့်နောက်ဆုံးမှာကိုင်းနေမကောင်းဖြစ်ပြီးကျောင်းမတက်နိုင်တော့ပါဘူး။စိုးရိမ်တကြီးနဲ့မြမြဟာတတိမွေးပြီးကိုင်းရဲ့အခန်းကိုသွားခဲ့ပါတယ်။အဖျားတက်ပြီးလဲနေတဲ့ကိုင်းကိုတွေးလိုက်ရတဲ့အခါသူမကပဲဆံပြပုတ်ပြုတ်ပေးပြီးကိုင်းပေးမှာဂယုတစိုက်ပြုစုပေးခဲ့ပါတယ်။အဲ့ဒီမှာပဲကိုင်းရဲ့မိဘတွေဟာအနားမှာမရှိဘဲနိုင်ငံခြားမှာနေထိုင်နေကြတယ်ဆိုတာကိုမြမြသိလိုက်ရပါတော့တယ်။ကိုင်းကျမ်းမာရေးပြန်ကောင်းလာပြီးကျောင်းပြန်တက်နိုင်ခဲ့ပေမဲ့သူ့ရဲ့ရေပန်းစားမှုကြောင့်တခြားမိန်းကလေးတွေရဲ့အာယုံဆိုင်မှုကိုဆက်လက်ရရှိနေသေးပါ။ဒါဟာမြမြကိုနောက်တစ်ကြိမ်စိတ်မလုံခြုံမှုတွေဖြစ်စေပြန်ပါတယ်။တွမ်မူယာကလည်းဒါကိုသတိထားမိတာကြောင့်ကိုင်းရဲ့နာမည်ကျော်ကြားမှုကမြမြနဲ့ဆက်ဆံရေးကိုထိခိုက်စေနိုင်တယ်လို့သတိပေးခဲ့ပါတယ်။မြမြစိတ်သက်သာရစေဖို့အတွက်ကိုင်းကသူမရဲ့မှတ်စုစာအုပ်ထဲမှာငါအတွက်မင်းကိုအမြဲတမ်းလိုအပ်နေမှာပါမင်းပဲကိုပဲသွားငါလိုက်ရှာမှာပါဆိုတဲ့စိတ်ရင်းမှန်တဲ့စာသားလေးကိုရေးသားပြီးဂတိပေးခဲ့ပါတယ်ဒါပေမဲ့မြမြဟာကိုယုံကြည်မှုနည်းနေသေးတာကြောင့်ကိုင်းရဲ့အချစ်ကိုအပြည့်အဝလက်မခံနိုင်သေးပါဘူး။နောက်ဆုံးမှာတော့အာယူမီရဲ့အားပေးမှုကြောင့်မြမြဟာတတိမွေးပြီးသူမရဲ့ခံစားချက်တွေကိုဖွင့်ပြောခဲ့ပါတယ်။သူမအံ့ဩသွားရတာကကိုင်းကသူမကိုနမ်းပြီးတုတ်ပြန်ခဲ့တာပါပဲ။အဲဒီနောက်မှာတော့သူတို့နှစ်ယောက်ဟာချစ်သူတွေအဖြစ်ကျောင်းမှာပုံဝင်လင်းလင်းတွဲခဲ့ကြပါတယ်။တချို့ကျောင်းသားတွေကမြမြဟာကိုင်းနဲ့မလိုက်ဖက်ဘူးလို့ဝေဖန်ကြပေမဲ့ကိုင်းကသူတို့နှစ်ယောက်တရားဝင်တွဲနေတာဖြစ်ကြောင်းဂုဏ်ယူစွာကြေညာပြီးအဲဒီဝေဖန်မှုတွေကိုရပ်တန့်စေခဲ့ပါတယ်။သူတို့ရဲ့ဆက်ဆံရေးပုံမခိုင်မြဲလာတာနဲ့အမျှမြမြနဲ့ကိုင်းတို့ဟာအတူတူစားလို့ရင်သူတို့နှစ်သက်တဲ့နေရာတွေကိုအတူသွားရင်းအချိန်တွေကိုကုန်ဆုံးစေခဲ့ပါတယ်ဒါပေမဲ့မြမြကကိုင်းရဲ့နေ့စဉ်မှတ်တမ်းစာအုပ်ထဲမှာသူ့ရဲ့မိသားစုနောက်ခံအကြောင်းမိဘတစ်ခုရေးလိုက်တဲ့အခါမှာတော့သူတို့ရဲ့ပျော်ရွှင်မှုတွေခိတရပ်တန့်သွားပါတယ်။ကိုင်းရဲ့သဘောထားဟာချက်ချင်းပြောင်းလဲသွားပြီးအဲ့ဒီအကြောင်းအရာကိုရှောင်ဖယ်ကမြမြနဲ့တွေမကပဲတငယ်ချင်းတွေနဲ့ပါအဆက်အသွယ်ဖြတ်ပြီးလူတော်တွေကနေစတင်နှုတ်ထွက်ခဲ့ပါတယ်။ကိုင်းအတွက်စိုးရိမ်နေတဲ့တွမ်မူယာကကိုင်းဟာဘာတစ်ခုမှအချိန်ပိုင်းဘာတင်တာအဖြစ်အလုပ်လုပ်နေကြောင်းမြမြကိုဖွင့်ပြောပြခဲ့ပါတယ်။မြမြဟာထိတ်လန့်တုန်လှုပ်စွာနဲ့ကိုင်းရှိရာဘားကိုအပြေးလွှားသွားခဲ့ပါတယ်။ကိုင်းကဘားဝင်ဝမှာမြမြကိုမြင်လိုက်တာနဲ့သူမကိုအပြင်ကိုချက်ချင်းဆွဲထုတ်သွားပါတယ်။မြမြကဒီအလုပ်ကိုဘာလို့လှုပ်ဝက်ထားတာ